အဘိဓာဆိုတဲ့အနိုင်မကန်ဆိုတဲ့ကြပြကိုဖတ်ရှုခန်းစားတင်ပြခြင်းပါတယ်အဘိဓာဆိုတော့လက်တင်စကားလုံးရဲ့အဓိပ္ပာယ်ကမအောင်နိုင်သောမနေနိုင်သောအရှုံးမပေးသောလို့ဆိုပါတယ်ဝီလျံအာနယ်ဟင်နရီရဲ့အဘိဓာကြပြကျော်ကြပြတစ်ပုဒ်ဖြစ်ပါတယ်ကြပြမှာတော့ဒီစကားလုံးမှာအပြင်ဘက်ကအခက်အခဲတွေနာကျင်မှုတွေကံကြမ္မာရဲ့ရိုက်ခတ်မှုတွေကြားထဲမှာတော့မကြိုးမပဲ့ပဲရပ်တည်နေတဲ့လူတွင်းစိတ်ကိုဖော်ပြခဲ့တဲ့စကားလုံးဟာအဘိဓာဆိုတဲ့စကားလုံးပါပဲအဘိဓာရှုံးမပေးသူအမောင်ညာကငါ့ကိုဖုံးလွှမ်းထားတော်လေကမ္ဘာမြောက်ဆုံးမှတောင်ဆုံးတိုင်အောင်အ내ရောအ내ဆုံးတွင်းနေခဲ့သူပင်ညီသည့်ဖျားများဖြစ်နေပါစီငါ၏အနိုင်မြူနိုင်သောစိတ်ဝိညာဉ်အတွက်ကျေးဇူးတင်မိသည်ရက်ဆက်သောအခြေအနေတို့၏တင်းကျပ်စွာစုပ်ကိုင်ထားမှုအောက်တွင်ငါမတုန်လှုပ်ခဲ့မငိုကြွေးခဲ့ကံကြမ္မာ၏ရိုက်နှက်ထိုးနှက်မှုများကြား၌ငါကောင်းသည်သွေးဆိုးနေပေမဲ့ညီသည့်အခါမျှမငုံမညွတ်ခဲ့ဒေါသနှင့်မျက်ရည်များပြင်းနှက်နေသောဤနေရာ၏အလွန်အမင်းပြင်ဘက်တွင်အရေး၏ကြောင်းမဲ့ပွဲအမောင်သာဆောင်ဆိုင်နေသည်သို့တော်လည်းလာမည့်နှစ်များ၏ချင်းချောက်မှုတို့သည်ယနေ့လည်းငါ့ကိုမကြောက်ရွံ့စေနိုင်နောင်လည်းမကြောက်ရွံ့စေနိုင်တကားပေါက်သည်ကျင်းသည်ဖြစ်စေအပြစ်ဒဏ်များဖြင့်မှတ်တမ်းစာလိပ်ပြည့်နေနေသည်ဖြစ်စေငါကံကြမ္မာ၏ရှင်သခင်မှာငါကိုယ်တိုင်ပင်ငါစိတ်ဝိညာဉ်လေကပရိမှာငါကိုယ်တိုင်ပင်ကြပြကတော့ဒီလောက်နဲ့ဆုံးသက်ထားပါတယ်အဘိဓာအနိုင်မကန်ကြပြမှာတော့အာနယ်စင်နရီရဲ့စကလုံးဟာအပြင်ဘက်ကအခက်အခဲတွေနာကျင်မှုတွေကံကြမ္မာရဲ့ရိုက်ခတ်မှုတွေကြားထဲမှာတော့မကြိုးမပဲ့ပဲရက်တက်နေသည့်အတွင်းစိတ်တို့ကိုစားပြုပါတယ်ဒီကြပြကိုတော်လန်ကြပြလို့ပြောဆိုခဲ့ကြပြီးမြဲတကယ်တမ်းကျတော့အာနယ်ဟင်နရီယာဆေးရုံပေါ်မှာယောဂဝေဒနာနဲ့တိုက်ခိုက်နေတော့မှရေးသားခဲ့တဲ့ကြပြတစ်ပုဒ်ပဲဖြစ်ပါတယ်အထူးသဖြင့်စာကြောင်းနှစ်ကြောင်းနောက်ဆုံးစာကြောင်းကတော့ I am the master of my fate I am the captain of my soul ဒီဘက်ကိုပေါ်ရရင်တော့ငါကံကြမ္မာကိုငါကိုယ်တိုင်ပဲ့ကင်သူငါဝိညာဉ်ရဲ့ကပရိလေငါကိုယ်တိုင်ပဲဆိုတဲ့မိမိအပေါ်တာဝန်ယူမှုအတွင်းစိတ်ခွန်အားနဲ့ဆုံးမပိတ်စိတ်ဓာတ်တို့ကိုဆိုလိုတာပါကြပြဆရာကြီးဝီလျံအာနယ်ဟင်နရီရဲ့အဘိဓာကြပြဆောက်ရပုံမှာရေးသားထားသောကြပြတစ်ပုဒ်များတော့မဟုတ်ပဲလူသားတို့ရဲ့စိတ်ဝိညာဉ်တွေအနဲ့ဆိုင်သောနေရာမှာပေါ်ထွက်လာတဲ့ကဲ့သို့ခံစားစေသောရှားပါသည့်ကြပြများထဲမှာတစ်ပုဒ်ဖြစ်ပါတယ်ဒီကြပြမှာဆင်းရဲဒုက္ခနဲ့မျက်နှာချင်းဆိုင်ရပ်တည်ခဲ့မှုရှိတော်လဲမိမိအတွင်းစိတ်လွတ်လပ်ခွင့်ကိုဆုံးရှုံးပေးရန်ငြင်းဆန်ခဲ့သူတူ၏အတန်ကိုကြားရမှာဖြစ်ပါတယ်ဒီကြပြကို1895ခုနှစ်မှာရေးသားခဲ့ပြီးနောက်ပိုင်းတွင်ဟင်နရီရဲ့ဘိုဆော့စ်ဖတ်စာအုပ်မှာ1888ခုနှစ်မှာထုတ်ဝေခဲ့တယ်ကြပြဆရာကြီးရဲ့ဘဝမှာအလွန်ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခများကြုံတွေ့နေရသည့်ကာလမှာပေါ်ပေါ်လာခြင်းဖြစ်ပါတယ်ကြပြဆရာဟင်နရီယာငယ်စဉ်ကတည်းက TB ယောဂခံစားခဲ့ရပြီးထိုယောဂကြောင့်နောက်ဆုံးတွင်ခြေတော်တစ်ဖက်ကိုဖြတ်တောက်ပြရသည့်အထိဖြစ်ခဲ့ပါတယ်ထို့ပြင်အခြားခြေတော်တစ်ဖက်ကိုပါယောဂကဆက်လက်ချင်းချောင်းနေခဲ့ပါတယ်ဆေးရုံမှာအချိန်ကာလခြေကျော်သောနေထိုင်ခံစားနေရတဲ့အတွင်းနာကျင်မှုမသေးကြမှုနဲ့နောက်ထပ်ဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကြားတွင်သူဟာဒီကြပြတစ်ပုဒ်လုံးအတွင်းအသက်ဝင်နေတဲ့ပြင်းထန်ခိုင်မာတဲ့အတွေးပေါ်ကိုတဖြည်းဖြည်းဖော်ထုတ်လာခဲ့ပါတယ်အဘိဓာဆိုတဲ့ခေါင်းစဉ်ဒီလေလက်တင်ဘာသာမှဆင်းသက်လာပြီးမအောင်နိုင်သေးသောအနိုင်မခံသောမရှုံးနိုင်သောဟုသောအဓိပ္ပာယ်ရပါတယ်ဒီခေါင်းစဉ်ကိုကြပြရေးပြီးနောက်ပိုင်းတွင်မှပေးခဲ့ခြင်းဖြစ်တော်လဲကြပြရဲ့ဝိညာဉ်နဲ့ဒီခေါင်းစဉ်တဲ့ပုံမူတိကျသောကန့်ညီသောအမည်တစ်ခုကိုရှာဖွေရန်ခက်ခဲလာပါတယ်အကြောင်းကကြပြရဲ့
ပိုက်တိုင်းမှာခြေနေများကခန္ဓာကိုယ်ကိုဒဏ်ရာရစေနိုင်သည်ဝေါ်လန်းကိုမှောင်မိုက်စေနိုင်သည်အနာဂတ်ကိုချိန်ကြောက်နိုင်သည်သို့သောလူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကိုမပြစ်မနေအနိုင်ယူနိုင်သည်တော့မဟုတ်ပါဒီယူဆကိုခိုင်မာစွာအတည်ပြုသောကြောင့်ဖြစ်ပါတယ်ဒီကဗျာအလိုနဲ့ဆိုင်တဲ့အမောင်လူတွင်းမှာစတင်ထားပါတယ်အစာပိုင်းမှာ Out of the night that covers me ဆိုတဲ့စာသားကငါ့ကိုဘုံလွန်ထားသောညမောင်တွေမှလို့ဆိုလိုပါတယ်ချောက်ချောဝဲကောင်းတဲ့ပုံရိပ်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာဆရာကြီးဟင်နရီယာမိမိကိုယ်ပိုင်ဆင်းရဲဒုက္ခကိုခံစားချက်တစ်ခုဖြစ်မထားဘဲလူသားအလုံးနဲ့တက်ဆိုင်သောအတွေ့အကြုံတစ်ခုဖြစ်ချက်တွင်ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်အဘိဓကဗျာရဲ့အမြဲတမ်းရှင်သန်နေမဲ့အဓိပ္ပာယ်ကအဓိကဆွဲဆောင်မှုကတော့ရဲရင်မှုခုံတိတ်ခါနဲ့မလျှော်သောဇွဲဆိုတဲ့သတင်းစကားပဲဖြစ်ပါတယ်အခက်အခဲတွေကိုရင်ဆိုင်ပြီးနောက်ပိုင်းပုံမူခိုင်မာလာသူတိုင်းကိုဒီကဗျာကပြောဆိုနေပါတယ်အတွင်းစိတ်ရဲ့ခွန်အားကိုအားကောင်းစွာကြွေးကြော်ထားခြင်းအပြင်ဒီကဗျာကကျွန်တော်တို့ကိုသတိပေးပါတယ်အမောင်ဆုံးချိန်တွေမှာတော့လူဝိညာဉ်ဟာခန္ဓာရင်ရှိနေစေဂုဏ်သိက္ခာရှိနေစေမာနမကြစင်းပဲယက်တည်နိုင်စေဖြစ်ပါတယ်ဒါကြောင့်အဘိဓတ်ဆိုတဲ့ခေါင်းစဉ်ကိုယ်တိုင်ကမအောင်နိုင်သောမနေနေနိုင်သောရှုံးမပေးသောဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ထားပါတယ်ဘွားကငါ့ကိုဘာတွေပေးမလဲဆိုတာကိုငါအမြဲမရွေးချယ်နိုင်ပေမဲ့ဘွားကငါ့ကိုဘယ်လိုပုံစံနဲ့တွေ့ရမလဲဆိုတာကိုတော့ငါရွေးချယ်နိုင်တယ်ဒါအဘိဓတ်ကဗျာရဲ့နှလုံးသားအကြဆုံးသတင်းစကားတစ်ခုပဲဖြစ်ပါတယ်အဘိဓတ်ဆိုတဲ့ကဗျာကလူဘဝရဲ့အခက်အခဲဆုံးချိန်တွေမှာခွန်အားနဲ့အားပေးမှုပေးနိုင်တဲ့ထူးခြားပြောင်ပြောင်တဲ့ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ကဗျာစာကြောင်းတွေစူးစီးထားတဲ့ပို့ပြီးဒုက္ခအခက်အခဲတွေကိုရင်ဆိုင်နေရသူတွေအတွက်နှစ်သိမ့်မှုနဲ့မလျှော်သောစိတ်ဓာတ်ကိုပေးစွမ်းနိုင်တဲ့အားကိုးရာတစ်ခုတည်းလည်းဖြစ်ပါတယ်။ဆရာကြီးဟင်နရီကိုယ်တိုင်ခံစားခဲ့ရတဲ့နာကျင်မှုနဲ့ဆင်းရဲဒုက္ခတွေပေါ်အခြေခံရေးသားထားတဲ့ဒီကဗျာဟာအခက်အခဲတွေကြောင့်ရှုံးမပေးပဲမကြိုးမပဲဆက်လက်ရည်တည်နေတဲ့လူဝိညာဉ်ရဲ့ခန္ဓာရည်ကိုဖော်ပြထားပါတယ်။ကြပြအစမှာ Out of the night that covers me ငါ့ကိုဖုံးလွှမ်းထားသောအမောင်ညာတဲ့မှဆိုတဲ့အားကောင်းတဲ့မှောင်ရိပ်ပုံရိပ်နဲ့စတင်ထားပါတယ်။ဒီအမောင်ညာဟာရုန်းကန်မှုဒေကြမှုနဲ့စိတ်ပြည့်အားငယ်မှုတို့ကိုစားပြုပါတယ်။အဲဒီလိုအမောင်လူကြီးကသူ့ကိုဝန်းရံထားပြီးမြဲကြပြတဲ့ကပြောသူဟာမိမိရဲ့ unconscious ဆိုမအောင်နိုင်သောဝိညာဉ်အတွက်ကျေးဇူးတင်နေစေဖြစ်ပါတယ်ဒီစကားလုံးဟာကြပြရဲ့အဓိကအကြောင်းအရာတွေကိုအလွန်ရှင်းလင်းစွာဖော်ပြထားပါတယ်အပြင်ဘက်ကအခြေအနေတွေကမိမိကိုနာကျင်စေနိုင်ပေမဲ့အတွင်းစိတ်ကိုတော့ခိုင်မာပြီးရှုံးမပေးအောင်ထိန်းသိမ်းထားနိုင်တဲ့သဘောပဲဖြစ်ပါတယ်အခက်အခဲကိုမဖုံးကွယ်ဝဲရင်ဆိုင်ခြင်းအဘိဓတ်ကဗျာကယနေ့တိုင်းလူတွေကိုလှုံ့ဆော်ပေးနိုင်တဲ့အကြောင်းရင်းတစ်ခုကဘဝရဲ့အခက်အခဲတွေကိုလက်တွေ့ကြကြဖော်ပြထားခြင်းပဲဖြစ်ပါတယ်ဆရာကြီးဟင်နရီယာနာကျင်မှုနဲ့ဒုက္ခတွေကိုလက်လူရှုမထားပါဘူးအဲ့ဒီအစားအခြေအနေတို့၏ရက်ဆက်သောချုံနှောင်ပန်းစည်းမှုနဲ့မမျော်လင့်ထားသောကံကြမ္မာ၏ရိုင်းတဲ့ထိုးနှက်မှုများဆိုတဲ့ပြင်းထန်တဲ့စကားလုံးတွေကိုအသုံးပြုပြီးဘဝဟာဘယ်လောက်ချမ်းသာပြီးကြိုတင်ခံမှန်းလို့မရနိုင်တဲ့အရာဖြစ်တယ်ဆိုတာဖော်ပြထားပါတယ်။ဒါပေမဲ့ဒီခက်ခဲတွေကြားထဲမှာတော့ကြပြတဲ့ကလူဟာရဲရင်စွာဆက်လက်ရပ်တည်နေပါတယ်။သူဟာဒဏ်ရာတွေရဲ့နာကျင်မှုတွေကိုခံစားနေရပြီးမြဲ My head is bloody but I'm bored ငါကောင်းမှသွေးစည်းနေတော့လေမငုံခဲ့လို့ကြွေးကြော်ပါတယ်ဒီစာကြောင်းကမလျှော်သောဆုံးဖြတ်ချက်မိမိကိုယ်ကိုတန်ဖိုးထားမှုနဲ့ဂုဏ်သိက္ခာကိုအလွန်အားကောင်းစွာဖော်ပြထားပါတယ်ကြပြရဲ့အမှတ်ရစရာအကောင်းဆုံးပိုင်းကတော့နောက်ဆုံးစာကြောင်းနှစ်ကြောင်းပဲဖြစ်ပါတယ်
I am the master of my fate. I am the covering of my soul. မြန်မာလိုဆိုရင်တော့ငါကံကြမ္မာကိုငါကိုယ်တိုင်အုပ်စိုးသူငါဝိညာဉ်ရဲ့ပဲ့ကန်ရှင်သည်ငါကိုယ်တိုင်လို့ပြန်ဆိုနိုင်ပါတယ်ဒီစကားလုံးတွေကလူတစ်ယောက်ကမိမိဖြစ်လာသမျှအရာအလုံးကိုအမြဲတမ်းထိန်းချုပ်ထားနိုင်တာမဟုတ်ပေမဲ့အဲ့ဒီအရာတွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ကိုယ်တိုင်ရွေးချယ်နိုင်တယ်ဆိုတဲ့အယူဆကိုဖော်ပြထားပါတယ်တကယ်လွတ်လပ်မှုဆိုတာအပြင်ဘက်အခြေအနေအလုံးကိုထိန်းချုပ်ထားနိုင်ခြင်းမဟုတ်ပဲမိမိရဲ့အတွေ့ရွေးချယ်မှုနဲ့ကိုယ်ချင်းစရိုက်ကိုမိမိကိုယ်တိုင်ပဲ့ကင်ထားနိုင်ခြင်းပဲဖြစ်ပါတယ်ဗီတက်စ်ကဗျာကိုကျွန်တော်ဖတ်ယူခန်းစားမိသမျှတင်ပြခဲ့တာကိုလိုက်ပါနားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ like and subscribe များလုပ်ဝေးခြင်းကျွန်တော်ကိုကူညီနိုင်ပါတယ်ကျေးဇူးပါခင်ဗျာ